Capitalism is a problem because The truth is, capitalism isn't sustainable. Capitalism is the real source of evil. သူတို့ပြောနေတဲ့ capitalism ဆိုတာဘာလဲ capitalism ဆိုတာမကောင်းတဲ့စနစ်ကြီးတစ်ခုလားဒီနေ့ဗီဒီယိုမှာဆိုရင် capitalism နဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အရေးကြီးတဲ့အချက်အလက်တွေနဲ့ capitalism ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် capitalism ဆိုတာမြန်မာလိုဆိုရင်တော့အရေးရှိစနစ်လို့ခေါ်ပါတယ်ဒီအရေးရှိစနစ်ဆိုတာဟာကမ္ဘာစီးပွားရေးရဲ့အဓိကအုတ်မြစ်တစ်ခုဖြစ်ပြီးတော့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုအများစုကိုပုဂ္ဂလိကပိုင်ဆိုင်မှု private ownership နဲ့ဈေးကွက်ရန်တွေက market mechanism ကဥဆောင်တဲ့စနစ်ကိုဆိုလိုပါတယ်ဒီစနစ်မှာလူတအုပ်ချင်းစီဒါမှမဟုတ်ကုမ္ပဏီတွေဟာသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလွတ်လပ်စွာအသုံးပြုနိုင်ပြီးကိုယ်ပိုင်အမြတ် profit အတွက်လုပ်ကိုင်ကြပါတယ်မြန်မာနိုင်ငံလိုပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့နိုင်ငံတွေအတွက်အရေးရှင်စနစ်ရဲ့အခက်အခဲဟာအရေးပါလာပါတယ်20ရာစုနှစ်ရဲ့ကုန်ဆုံးချိန်မှာကမ္ဘာနိုင်ငံအများစုဟာဗဟိုဦးစီးစီမံခန့်ခွဲတဲ့စနစ် centrally planned economy ကနေဈေးကွက်စီးပွားရေး market economy စီကိုကူးပြောင်းလာကြပါတယ်အရေးရှင်စနစ်ရဲ့အခြေခံသဘောတရားကတော့ပြန်ဆိုင်မှု competition ကနေတဆင့်တိုးတက်မှုကိုဖန်တီးခြင်းဖြစ်ပါတယ်။ကုမ္ပဏီတွေဟာစားသုံးသူတွေကိုပုံမကားမွန်တဲ့ထုတ်ကုန်တွေပုံမသက်သာတဲ့ဈေးနှုန်းတွေနဲ့ပေးနိုင်ဖို့အချင်းချင်းအပြိုင်ဆိုင်ကြိုးစားကြတဲ့အတွက်စမ်းသပ်တည်ထွင်မှုတွေ innovation အမြဲပေါ်ပေါက်လာပါတယ်။ဥပမာ smartphone တွေဟာအပြိုင်ဆိုင်ထုတ်လုပ်မှုကြောင့်အရေးသွေးပိုကောင်းလာပြီးဈေးနှုန်းတွေလည်းသက်သာလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီစနစ်မှာကောင်းကျိုးတွေရှိသလိုတရားမျှတမှုမရှိခြင်းနဲ့လူမှုရေးပြဿနာတွေလိုမျိုးဆိုးကျိုးတွေကလည်းရှိနေပါတယ်။ဒီလိုမျိုးအရင်းရှင်စနစ်ရဲ့အားနည်းချက်တွေကိုပြုပြင်ပြီးလူမှုအဖွဲ့အစည်းတစ်ခုလုံးကိုအကျိုးဖြစ်သွင်းစေဖို့ဒီနေ့ကစီးပွားရေးပတ်ဝန်းကျင်မှာအောင်မြင်နေတဲ့နိုင်ငံတွေဥပမာအနောက်ဥရောပနိုင်ငံတွေဟာအရင်းရှင်စနစ်ကိုအသုံးပြုပေမဲ့လူမှုဖူလုံရေးစနစ် social safety net တွေတင်းမြင့်စည်းကမ်း regulation တွေနဲ့ထိန်းညှိပြီးပြင်သုံးနေကြပါပြီ။ဆိုတော့ဆက်လက်ပြီးအရင်းရှင်စနစ်ရဲ့ကောင်းကျိုးတွေကိုကြည့်လိုက်ကြရအောင်။နံပါတ်1စံသစ်တည်ထွင်မှုနဲ့နည်းပညာတိုးတက်မှု innovation and technology ဒီကချက်ကတော့အမြတ်ဆုံးပုံမရရှိလိုတဲ့စိတ်ဓာတ်ကြောင့်ကုမ္ပဏီတွေဟာပုံမကားမွန်နဲ့ပုံမမြန်ဆန်တဲ့ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုအသစ်တွေကိုအမြဲတမ်းတည်ထွင်ဖန်တီးဖို့ကြိုးစားနေကြပါတယ်။ရလဒ်အနေနဲ့ computer, internet စေဝါတွေလိုမျိုးလူဘဝကိုပြောင်းလဲစေတဲ့တိုးတက်မှုတွေအလျင်အမြန်ပေါ်ပေါက်လာပြီးလူတွေမှုအဆင့်အတန်းမြင့်မားစေပါတယ်။နံပါတ်2စီးပွားရေးကြီးထွားမှုနဲ့ပိုင်ဆိုင်မှုများပြားလာခြင်း economic growth and wealth creationအဓိကအချက်ကတော့ပုဂ္ဂလိကယင်းနှိမ့်ညွှန်းမှုတွေနဲ့လွတ်လပ်တဲ့ကုန်သွယ်မှုတွေကြောင့်စီးပွားရေးဟာအဆက်မပြတ်ကြီးထွားလာပါတယ်။ရလဒ်နေတဲ့နိုင်ငံရဲ့စုစုပေါင်းထုတ်လုပ်မှု GDP မြင့်တက်လာပြီးတော့အလောက်ကိုင်ဖွင့်နှန်းတွေပုံမပေါ်ပေါက်လာစေပါတယ်။နံပါတ်3စားသုံးသူတွေရဲ့ရွေးချယ်ခွင့် consumer choice and efficiency အဓိကအချက်အနေနဲ့ကတော့ပြန်ဆိုင်မှုများတဲ့အတွက်စားသုံးသူတွေဟာဈေးနှုန်းအရေးအသွေးဒီဇိုင်းစသဖြင့်မျိုးမျိုးသောရွေးချယ်စရာတွေရှိလာပါတယ်။ရလဒ်အနေနဲ့ကုမ္ပဏီတွေဟာဈေးကွက်မှာရှင်သန်နိုင်ဖို့အတွက်စားသုံးသူရဲ့လိုအပ်ချက်ကိုအမြဲတမ်းဖြည့်ဆည်းပေးဖို့နဲ့ထုတ်လုပ်မှုစွမ်းဆောင်ရည် efficiency ကိုမြင့်တင်ဖို့ဖိအားပေးကြရပါတယ်။ဒီလိုနဲ့ quality ပုံမကောင်းမွန်တဲ့ကုန်ပစ္စည်းတွေနဲ့ service တွေပေါ်ပေါက်လာပါတယ်။တစ်ဖက်မှာလည်းလူရှုလို့မရတဲ့ဆိုးကျိုးတွေကရှိနေပြန်ပါတယ်။အတိအကျဆုံးအချက်ကတော့ဝင်ငွေမညီမျှမှုနဲ့စီးရင်ချမ်းသာကွာဟမှု income inequality and wealth gap အမြတ်ရဖို့အဓိကထားတဲ့စနစ်ဖြစ်တဲ့အတွက်ရင်းနှီးပိုင်ဆိုင်သူတွေကုမ္ပဏီပိုင်ရှင်တွေ share ရှင်တွေကအမြဲတမ်းပုံမချမ်းသာလာပြီးလောကစာအလုပ်သမားတွေအတွက်ရရှိတဲ့ဝင်ငွေတိုးတက်မှုဟာနှေးကွေးနေတတ်ပါတယ်။ရလဒ်အနေနဲ့လူအဖွဲ့အစည်းမှာစီးရဲချမ်းသာကွာဟမှုပုံမကြီးမားလာပြီးလူမှုရေးပြင်းမာမှုတွေဖြစ်လာနိုင်ပါတယ်။လူရဲ့ချက်ကတော့စီးပွားရေးမတည်ငြိမ်မှုနဲ့အကျပ်အတည်းများ economic instability and crisis အဓိကချက်ကတော့ဈေးကွက်ဟာအများနဲ့အသက်အကျရှိနေတတ်ပြီးထိန်းချုပ်မှုမရှိလို့ရှိရင်စီးပွားရေးပူပေါင်းတွေ bubbles တွေဖြစ်ပေါ်လာပြီးတော့ရုတ်တရက်ပြိုလဲပြီးကြီးမားတဲ့စီးပွားရေးအကျပ်အတည်းတွေကိုဖြစ်စေတတ်ပါတယ်။ဥပမာ2008ခုနှစ်တုန်းက housing bubble တစ်ခုကြောင့်ကမ္ဘာလုံးအတိုင်းအတာနဲ့ financial crisis ကိုဖြစ်ပေါ်စေခဲ့ပါတယ်။နောက်ဆုံးချက်ကတော့သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု environmental damage ဖြစ်ပါတယ်။ကုမ္ပဏီတွေဟာအများဆုံးကိုအဓိကထားပြီးစူးစမ်းကြတဲ့အခါသဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကိုလက်လူရှုတတ်ကြပါတယ်။ရတဲ့အနေနဲ့ဒေတုညဉ့်ညမ်းမှု၊ပယံဇာတတွေကိုအလွန်ကြုံသုံးစွဲမှုနဲ့ရာသီဥတုပြောင်းလဲမှုတွေကိုဖြစ်ပေါ်လာစေပါတယ်။နောက်ဆုံးပိုင်းအနေနဲ့အရင်းရှင်စနစ်နဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အရေးကြီးတဲ့အချက်၃ချက်ကိုပြောပြပေးသွားပါမယ်။ပထမဆုံးတစ်ချက်ကတော့အရင်းရှင်စနစ်ဟာပုံစံတစ်မျိုးတည်းမဟုတ်ပါဘူး။ဥပမာအမေရိကန်ရဲ့လွတ်လပ်တဲ့ဈေးကွက်စနစ် free market capitalism မှာစိုးရရဲ့ပါဝင်မှုနည်းပြီးတော့ဥရောပနိုင်ငံတွေဥပမာဂျာမနီနဲ့ဆွီဒင်ရဲ့လူမှုအရင်းရှင်စနစ် social capitalism ဒါမှမဟုတ် welfare capitalism မှာတော့အစိုးရကကျန်းမာရေးနဲ့ပညာရေးလိုမျိုးဝန်ဆောင်မှုတွေကိုအခွန်နဲ့ပတ်ပိုးပေးပြီးမညီမျှမှုကိုလျှော့ချဖို့ကြိုးစားပါတယ်။ဒုတိယအချက်ကတော့အစိုးရရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။အောင်မြင်တဲ့နိုင်ငံတွေမှာအစိုးရဟာဗန်တွေကိုစောင့်ကြည့်ခြင်း
အကျဉ်းပြတ်ချစားမှုကိုတိုက်ရွက်ခြင်းနဲ့ဥပဒေစိုးမိုးမှုခိုင်မာအောင်လှုံ့ဆော်ခြင်းအပြင်ဈေးကွက်ကိုထိန်းညှိပေးပါတယ်။ထိန်းချုပ်မှုမရှိရင်ရင်းရှင်းစနစ်ဟာမထိန်းနိုင်တော့ဘဲဖျို့ဖျက်ဖြစ်တတ်ပါတယ်။နောက်ဆုံးချက်ကတော့ရင်းနှီးမြှုပ်နှံမှုအရေးကြီးခြင်းဖြစ်ပါတယ်။ရင်းရှင်းစနစ်ရဲ့အကျိုးကျေးဇူးကိုခံစားရဖို့ဆိုရင်လူတဦးချင်းစီဟာကိုယ်ပိုင်ပညာရေးကျွမ်းကျင်မှုတွေမှာရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ်။ဒါမှသာပုံမကောင်းမွန်တဲ့အလုပ်ကိုင်အခွင့်အလမ်းတွေကိုရယူနိုင်မှာပါ။အချောအားဖြင့်ဆိုရရင်အရင်ရှိစနစ်ဟာဒီပွားရေးတိုးတက်မှုနဲ့စံသွေးတည်ရွယ်မှုကိုအရှိန်အဟုန်မြင့်တင်ပေးနိုင်တဲ့စံထက်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အားနည်းချက်ဖြစ်တဲ့စီးရဲဆက်နာကွာဟမှုနဲ့မတည်ငြိမ်မှုတို့ကိုလွတ်တူရှုလို့မရပါဘူး။အောင်မြင်တဲ့နိုင်ငံတစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင်အရေးရှိစနစ်ရဲ့အားသာချက်တွေကိုယူပြီးဥပဒေစိုးမိုးမှုခိုင်မာတဲ့အစိုးရနဲ့လူမှုဖူလုံရေးစနစ်တွေနဲ့အားနည်းချက်တွေကိုထိန်းချုပ်ပြီးတော့အားလုံးပါဝင်နိုင်တဲ့တိုးတက်မှုကိုဖန်တီးပေးဖို့လိုအပ်ပါတယ်။ဒီနေ့ဗီဒီယိုကနေ capitalism အကြောင်းကိုသိရှိခဲ့ရပြီးကိုယ့်အတွက်အကျိုးရှိရဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါ။